ပရိသတ်များလုံးပဲမင်္ဂလာပါရှင်ချမ်းမြေပါစေ YouTube Channel မှာကြိုဆိုလိုက်ပါတယ်ပရိသတ်ကြီးတို့ကိုဒီနေ့မှာတော့ပုံမြင်လေးတစ်ပုဒ်ပြောပြချင်ပါတယ်အဲဒါကအတိတ်ကိုအတိတ်မှာပဲမထားခင်နိုင်ဘူးဆိုရင်ဒီပုံမြင်လေးကတင်းတွက်ပါပဲဒီခါတော့ကတိတ်ဆိတ်ငြိမ်သက်တဲ့တစ်တော်ကြီးတစ်ခုမှာချစ်စရာကောင်းတဲ့ငှက်ကလေးတစ်ကောင်နေထိုင်ခဲ့ပါတယ်သူမှာတောက်ပတဲ့အမွေအတောင်တွေနဲ့ကျင်နာတက်တဲ့စိတ်နှလုံးရှိပါတယ်ဒါပေမဲ့သူ့မှာထူးဆန်းတဲ့အလေးအကျင့်တစ်ခုရှိပါတယ်။သူဟာနေ့တိုင်းမြင်သမျှကြားသမျှခံစားရသမျှကိုကြောက်စရစ်ခဲလေးတစ်ခုပေါ်မှာရေးမှတ်ထားပါတယ်။ပြောစရာကောင်းတဲ့အရာဖြစ်ဖြစ်နာကျင်စရာကောင်းတဲ့အရာဖြစ်ဖြစ်ဘယ်ခိုက်တန်ကိုမဆိုမှတ်သားထားတဲ့လို့သူကယုံကြည်ပါတယ်။ပျော်ရွှင်ပွဲအမတ်တရားတွေကကျမတို့ကိုပြုံးပျော်ရွှင်စေတာကြောင့်အမြဲတမ်းသတိရနေဖို့အတွက်ရေးမှတ်တင်ပြီးမကောင်းတဲ့အရာတွေကိုတော့နှလုံးသားထဲမှာမထားပဲရေးမှတ်ပြီးလှော့ချတင်တယ်လို့သူထင်ပါတယ်။ဒါကြောင့်နေတိုင်းကြောက်စရိတ်ခဲအသစ်တစ်ခုကိုကောက်ယူသူ့မုတ်သီးနဲ့သူ့အတွေ့တွေကိုအပေါ်မှာရေးပြီးသူပြန်တန်းတဲ့နေရာတိုင်းမှာသေဆောင်သွားတဲ့အဝတ်အိတ်ကလေးတွေထည့်ပြီးသေသွားလေရှိပါတယ်။အစားပိုင်းမှာတော့ဒါဟာအရန်ကိုလာပါတဲ့ခံစားချက်တစ်ခုဖြစ်ခဲ့ပါတယ်။သူဟာအမှန်တရားတွေကိုစူးစောင်းရတာနှစ်သက်ပြီးဒါတွေကသူ့အနာဂတ်အတွက်အထောက်အကူဖြစ်မယ်လို့ယုံကြည်ခဲ့ပါတယ်။အဲ့ဒီအိတ်ကလေးဟာလေသူ့ဘဝရဲ့အခိုက်အတန့်တွေနဲ့ပြည့်နှံနေတဲ့သူ့ရဲ့ဘန္နာတစ်ခုဖြစ်လာခဲ့ပါတယ်။ဒါပေမဲ့နေရီကြာလာတာနဲ့အမျှသူ့အိတ်ကပိုလေးလာပါတယ်။ကြောက်တွေများလာတာနဲ့အမျှအလေးချိန်တိုးလာပြီးတဖြည်းဖြည်းနဲ့သူ့အတောင်ပံတွေကိုပါထိခိုက်လာပါတော့တယ်။သူပြန်တန်းတော့ကနေကွေလာပြီးအရင်လုံးမြင့်မြင့်မပြန်နိုင်တော့တာကိုငှက်ကလေးကသတိမထားမိပဲကြောက်တွေကိုသာဆက်ပြီးစူဆောင်းနေခဲ့ပါတယ်။ဒီနေ့မှာတော့သူကအတွေ့အကြုံရှိတဲ့ဇီကွက်ကြီးတစ်ကောင်နဲ့တွေ့ပါတယ်။ဇီကွက်ကြီးကဘာကြောင့်အဲ့ဒီအိတ်ကိုတည်နေတာလဲငှက်ကလေးလို့မေးတော့ငှက်ကလေးကပြုံးပြီးဒါကကျမဘဝကိုတည်ထားတာပါ။ပြောစရာနာကျင်စရာသင်ခန်းစာတိုင်းမှာပဲလို့ပြန်ဖြေပါတယ်။ဇီကွက်ကြီးကနှစ်ဖူးတွန်းပြီးဒါဆိုမင်းကအခုလက်ရှိအချိန်မှရောနေရလား။ဒါမှမဟုတ်မနေ့ကအရာတွေကိုကြောပေါ်မှာတင်ပြီးပြန်နေတာလားလို့ထမ်းပြီးတော့ငှက်ကလေးကဇီကွက်ကြီးရဲ့အမေကိုနားမလဲတာကြောင့်အပြေမပြီးပဲအဝေးတနေရာကိုပြန်ထွက်သွားခဲ့ပါတယ်။အချိန်တွေကြာလာတော့သူ့အိတ်ကအပြေဖြစ်လာပြီးကြောက်တွေကထွက်ကြလာပါတယ်။မြေကြီးပေါ်ကနေပြန်တက်ဖို့တော့သူခက်ခဲနေပါပြီ။သူ့အတောင်တွေကနာကျင်နေပြီးအာအင်တွေကုန်ခန်းသွားခဲ့ပါတယ်။မိုးရွာတဲ့ညနေခင်းတစ်ခုမှာဘေးကင်းစွာပြန်တမ်းဖို့ကြိုးစားနေစဉ်သူမြေပြင်ပေါ်ကိုအရှိန်နဲ့ကျဆင်းသွားခဲ့ပါတယ်။သူပိုင်ဆိုင်တဲ့အမတ်တရကြောက်တွေရဲ့အလေးချိန်ကသူ့ရဲ့နုနေတဲ့ခန္ဓာကိုယ်ကိုဖိမိပြီးငှက်ကလေးဟာအဆုံးသတ်မလားစွာနဲ့ကြေမွသွားခဲ့ပါတယ်။သူ့အသက်ရှင်ဖို့အထောက်အကူဖြစ်မယ်လို့ထင်ခဲ့တဲ့အမတ်တရားတွေကပဲသူ့အသက်ကိုနှုတ်ယူသွားခဲ့ပါတယ်။အဲဒီညမှာပဲဇီကွက်ကြီးကသူ့ကိုထပ်ပြီးလာတွေ့ပါတယ်။သူဟာလဲကျနေတဲ့ငှက်ကလေးကိုကြည့်ရင်အမတ်တရားတွေကလမ်းပြဖို့သာရည်ရွယ်တာမင်းကိုနောက်ပြန်ဆွဲဖို့မဟုတ်ဘူးလို့ဝမ်းနဲ့စွာတူတူလေးပြောလိုက်ပါတယ်။ငှက်ကလေးဟာအရာအလုံးကိုသိဆောင်မှုစူးစမ်းရင်ဘဝကိုရှင်သန်မှုမေ့သွားခဲ့တယ်။တခါတလေကျမတို့လည်းငှက်ကလေးလိုပဲအမတရားတွေကိုစူးစောင်းမိပြီးအကောင်းနဲ့အဆိုးကိုအမြဲတမ်းတွေးတောနေတတ်ကြပါတယ်။အကယ်၍ကျမတို့ကအတိတ်တွေကိုနေတိုင်းသိဆောင်ထားမယ်ဆိုရင်ကျမတို့ရဲ့စိတ်အတွင်းထဲမှာတေချာပေါက်ပြန်မှန်းလာပါလိမ့်မယ်။ဒါအပြင်ကျမတို့ကအမြဲတမ်းအတိတ်မှာပဲနေထိုင်နေတာကြောင့်ဒီနေ့ကိုမခံစားနိုင်တော့တဲ့အပြင်အနာဂတ်စီကိုပြန်တမ်းဖို့လည်းမတန်နိုင်တော့ပါဘူး။ငှက်ကလေးလိုပဲလူတွေတော်တော်များများဟာအတိတ်ရဲ့နာကျင်မှုတွေပျော်ရွှင်မှုတွေကိုအချိန်ကြာကြီးသေဆောင်ထားတတ်ကြပါတယ်။ဒါပေမဲ့တကယ်ဘဝဆိုတာလှော့ချတတ်ဖို့ပါပဲ။ဖြစ်ပြီးသွားတဲ့အရာတွေကိုပြန်ပြောင်းလို့မရပါဘူး။ဒါပေမဲ့ကျမတို့ရဲ့လက်ရှိအချိန်ကိုတော့လှပအောင်ဖန်တီးနိုင်ပါတယ်။ဒါကြောင့်ခွင့်လွှတ်ပါ။မေ့ပြလိုက်ပါ။ရှေ့ဆက်သွားပါ။အသက်တွေကိုအတွေ့အကြုံရယူပါ။အသက်တွေစီကိုခြေလန်းလန်းမှာပေါ့ပါတဲ့နှလုံးသားနဲ့နေထိုင်ပါကျေးဇူးတင်တတ်ပါတီးခံပါအမြဲတမ်းရှေ့ဆက်သွားပါအခုနားဆင်နေကြတဲ့ပရိသတ်ကြီးတို့လည်းအတိတ်ကိုအတိတ်မှာထားခဲ့ပြီးကျေးဇူးရှောင်းမဲ့အနာဂတ်ကိုအကောင်းဆုံးတွေပဲဖန်တီးရင်ပျော်ရွှင်စွာနဲ့လွတ်လပ်စွာပြန်တန်းနိုင်ပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါရရှင်